နာကထောင်းပြီးကြလားညာကခန္ဓာကိုယ်လဲပြီးနာကြလို့ရှိရင်ဖြင့်တရားဝဲဆုံးမှာသောတာပန်သရဂနာဂယံသာဆိုတာဖြစ်ပေါ်ရအလွယ်လေးလို့ဘုရားရှင်ကိုရမေကြီးကဟောထားတယ်။ဒါကဘုန်းကြီးပြောတာလေနာကြပါလေ။ညာကဘယ်နေရာပြောနေတယ်ဆိုတာလေးကိုညာကဥတည်ပြီးကြလားနေတော့ညာနဲ့ခန္ဓာကိုယ်အိဋ္ဌရှင်းနဲ့တွေ့သွားလို့ရှိရင်ဖြင့်တဲ့ဓမ္မတို့ပါဠိတွေကလည်းပြည့်စုံပြီးသားမှုဒီနေရာဒီဌာနရောက်လာတော့ကျွေးလို့ရအလွယ်လေးနဲ့ဖြစ်နိုင်တယ်ဆိုတော့ဆရာတကယ်ပြောမှတ်ထားတယ်။ပါဠိတွေဘာမှစဉ်းစားပြီးကြလားမနေဘဲနဲ့ပြည့်စုံပြီးသားဆိုတာကိုလည်းသေသေးချာချာကိုယ်တိုင်ဆုံးဖြတ်ချက်ချထားပါပြည့်စုံပြီးသားပြည့်စုံပြီးသားကိုမပြေဘူးရှင်းနေလို့ရှိရင်လည်းတကယ်သိလွယ်လိမ့်မယ်ပြည့်စုံပြီးသားမပြေဘူးထင်လွယ်လိမ့်မယ်ဆိုတာခွန်ကြီးဓမ္မတွေသိချာမှတ်ထားပြည့်စုံတာခွန်ကြီးထောက်ခံရပေးပါမယ်ဘုရားသာသနာနဲ့ကြုံခြင်းလည်းပြည့်စုံခြင်းတစ်မျိုးသစ္စာတရားဟောရတဲ့ပုဂ္ဂိုလ်နဲ့တွေ့ခြင်းဟာလည်းပြည့်စုံခြင်းတစ်မျိုးပဲ။ထောင်တတ်တဲ့နာနဲ့ခမည်းတော်ပြည့်စုံခြင်းဟာလေတစ်မျိုးပဲဆိုတာသိကြတယ်။ထောင်တတ်တဲ့နာရှိပြီးကြလားကျင့်တဲ့ကျင့်မလုပ်ဖဲနေပြန်လည်းမဖြစ်တော့ဘူးလှုပ်ဆဲဖြစ်နေပြန်တော့လေပါရမီပြည့်လို့မှတ်ပါ။ဟောကြအဲ့ဒါအင်္ဂုတ္တပါဠိတော်ကြီးမှာကိုယ်တော်တိုင်ပါရမီပြည့်မပြည့်သုံးသက်ချက်ရှားတဲ့နေရာမှာအခုပြောတဲ့အားချက်ကိုသေသေးချာချာပြတယ်။ဒါပြင်အားလုံးဓမ္မတွေကိုယ်စိတ်ကနောက်ကိုမဆုတ်ဖဲနဲ့ဟောပြည့်စုံကြီးတဲ့ပုဂ္ဂိုလ်ဟာဖြင့်နောက်ပြန်လဲနေဖို့မလိုဘူးပြည့်စုံတဲ့ပြည့်စုံပြီးကိစ္စပြည့်အောင်လားကိုပြီးဆိုင်ဖို့လားလိုတော့တယ်ဆိုတာအကျိုးတော်မှာရင်တို့ဆုံးဖြတ်ချက်ချပါရှင်းပြီနော်ပြီးတော့လည်းဘုရားရှင်ကိုရမေကြီးကဟောထားတယ်ရှိသေးတယ်။ဘာရဏဘုရားရှင်ကိုရမေကြီးဟာမင်းတို့လောဘဒေါသမောဟတွေမုန်းမောင်ကြနေတဲ့အချိန်မှာဘုန်းကြီးမုန်းမောင်ကြနေတဲ့အချိန်မှာလျှက်စစ်လင်းနေလောက်အဘုရားပွင့်လာတဲ့ချိန်လိုက်လို့ရှင်ဒီလောက်ပါပဲ။ဘုန်းကြီးမုန်းမောင်နေတဲ့လျှက်စစ်တခါလင်းတာနဲ့နှိုင်းချိန်လိုက်လို့ရှင်လျှက်စစ်လင်းတာတဲ့တို့မပြောပါလားပြောပါလားပါအဲ့ဒီထက်ကြုံလို့ရှိပြန်လို့ရှိရင်လည်းငါဘုရားသာသနာတွေအလင်းလေးတွေကြုံလို့ရှိရင်ပါရမီပြည့်ပြီးသားဆိုတော့ကျတော့စဉ်းစားကံရှည်ရှည်ထုတ်နေပါနဲ့ဆိုတာသတိပေးလိုက်စဉ်းစားကံရှည်ရှည်ထုတ်လေတကယ်ကြွယ်နောက်ဆုတ်လေပဲစဉ်းစားကံရှည်ရှည်ထုတ်လေအဲ့ဒါတွေကိုဘာမှမယုံကြပဲနဲ့ဘုန်းကြီးတို့ဓမ္မတွေကမင်းကမုန်းနေပြန်ဘုရားလက်စစ်လင်းလောက်ကျမ်းမှာတို့သာသနာအလင်းအောင်ကျမ်းမှာလာကြုံနေတာဖြင့်ဒါတို့ကဘုရားဝရိယလေးနဲ့ပြင်းပြင်းထန်ထန်လုပ်ရလို့ရှိရင်ကျုံတဲ့ပုဂ္ဂိုလ်ဒီပြည်ပြည်ရဲ့ကိစ္စရှိတဲ့အကြောင်းပဲဆိုတဲ့ဥစ္စာဖြင့်များတို့ပဲသုံးပြတဲ့ချပါလို့ပြောလိုက်တယ်နော်ဒီကြည့်ရမှာလားယန္နာဘုရားခင်ကိုရမေကြီးပြိဋိဘံဆံမယ်ဆိုတော့ဒီမနချုံးမဲ့ချပြီးငိုတဲ့အချိန်မှာမင်းပြီးပြီးသားအကြောင်းရှိပါတယ်ကွာလို့ဟောတာပြီးပြီးသားအကြောင်းရှိပါတယ်ဆိုတော့သူနဲ့တွေ့ရတဲ့ပြီးပြီးသားအကြောင်းသုသာရဏနဲ့တွေ့ရင်မင်းမမိုးနဲ့ကွာဆိုတော့ပြီးပြီးသားအကြောင်းရှိလို့မင်းငိုစရာအကြောင်းမလိုပါဘူးကွာဆိုတာဘုရားခင်ကိုရမေကြီးပြောထားခဲ့တော့နောက်ကြည်စမ်းပါလားပြိဋိဘံသံမင်းနောက်ခွန်ရလေတော့သူဒီတရားဓမ္မတို့ပြီးပြီးသားအကြောင်းရှိတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးဒီကလာကြိုးစားလိုက်တာသိဉာဏ်နဲ့ဒီပဲဖြစ်တဲ့ဒီကြိုးစားလိုက်တာဝိလင်းကနေတောင်မှဝရိယလွန်နေလို့ဥမာတယ်မရဘူးဝရိယလွန်နေပြန်လဲတရားဓမ္မတို့မရဘူး
အဲ့တော့တဲ့ဝရိယနဲ့သမာဓိကမမျှပဲနဲ့သမာဓိကနောက်ကျဝရိယကရှည်သွားနေပြန်တော့အမောသာဆိုင်၍နိဗ္ဗာန်ကြီးကရှင်းရှင်းလင်းလင်းမမြင်လားဒါနဲ့သူစိတ်ထဲတော့မလျှော့ပါဘူးရတဲ့ကံကိုရမေကြီးကငါပြည်ပြီးသားကြောင်းရှိတယ်လို့ဟောထားတာပဲရရမှာပဲဆိုပြီးဒီကလာသူဒီကြိုးစားလိုက်ပါလေကြိုးစားလိုက်တော့ဝရိယကြီးကျင်းထန်နေပြန်တာနဲ့တခါတည်းဝရိယနဲ့သမာဓိကမညီပြန်တော့လေသံဃာရင်စင်းပြန်အတွင်းမှာဒုက္ခချုပ်တဲ့နေကမမြင်ချာတခါကျဘာလွန်းနေအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေရဲ့လူကျန်တော်ကြီးတဲ့ဝရိယလွန်နေပြန်တယ်မရဘူးလူကျန်တော်ကြီးတဲ့ဝရိယလွန်ဒါဖြင့်ဝရိယနဲ့သမာဓိကိုခန္ဓာကိုယ်ဖြစ်ပြအိဋ္ဌရှိတဲ့စီကိုသူမလွန်ငါမသာရအောင်တကယ်သိတွဲထုတ်ပါရိပ်မိအဲ့ဒီလိုဆိုလို့ရှင်ဝရိယကလည်းမလွန်ခြင်းနဲ့သမာဓိကလည်းမလွန်ခြင်းနဲ့တို့ကတွဲပဲမှာတခုခုလွန်နေတော့ဝရိယလွန်တော့စိတ်ကရမှမဟုတ်ပါဘူးဆိုတော့ဥဒိစ္စပဲပြေးတတ်သမာဓိလွန်မြန်တော့လေသင်္နာမိတ်တာဆိုတော့နိုင်ကြီးတဲ့ပဲပြေးတတ်ဒါကြောင့်ဘုရားတို့ကကြီးနေအောင်ထားပြီးဓမ္မတွေကသာသနာ့ဘုရားဖြစ်နေရရမယ်မညီလို့မရတာပဲဆိုညှိပေးဒါကြောင့်လူပြောတဲ့ချက်တွေကရေးကြည့်တယ်နော်ဘာဖြစ်လို့လဲဆိုတော့လူကျင်လို့လုတ်ပြန်ပါတော့လေလွန်တာကျွန်းတာရှိနေရင်လည်းဆရာကညှိမပေးလို့ရှိရင်တခါကျွဲနီးမမှန်လို့မရတာလည်းရှိသေးအဲ့တော့အားလုံးတရားနာလာကြတယ်ဓမ္မတွေအားထုတ်ကြပါအားထုတ်တဲ့ကဝိရိယလည်းမလွန်သေးနဲ့သမာဓိလည်းမလွန်သေးနဲ့သမာဓိလွန်ရင်နိုင်ကြီးတဲ့ပဲသွားပါလေဝိရိယလွန်ရင်ဥဒိစ္စပဲအဲ့ဒါဥဒိစ္စပဲသွားပြန်လည်းမရဘူးနိုင်ကြီးတဲ့ပဲသွားပြန်မရသူတို့နှစ်ခုကတစ်ခုဝင်ရင်စောင်းတာဒါကြောင့်မာရဏတို့တွေကဝိရိယနဲ့သမာဓိကိုညီးမြောင်နွားကောင်ကျိုးစုံကံပြီးမောင်းပလို့တခါတည်းဖြစ်တဲ့ရှိတဲ့ပဲဇုံသူမသာနာမသာလွှတ်ရမယ်ဒါကြွရင်းကြီးဝိရိယနဲ့သမာဓိသူမသာနာမသာဖြစ်တဲ့ရှိတဲ့ရှိလွတ်ပြပါရင်းကြီးအဲ့ဒါသာသနာ့ရုံးသားဖြစ်ပေမဲ့အညစ်ကလေးလိုနေပြန်တဲ့အချင်းချတာဘုရားဆရာဘုန်းကြီးကအာရဂိမရင်အာရဂတဲ့အားလုံးဓမ္မတွေဝရိယနဲ့သမာဓိကြီးနေအောင်ခန္ဓာဖြစ်ဖြစ်ရှိတဲ့စီလွတ်ပါဟုတ်လို့ခင်ဗျားတို့ရှိတဲ့မဲ့ခင်၅ပါးထဲမှာဝရိယနဲ့သမာဓိကပါပြီးသားဖြစ်နောက်တစ်ခါညီညွတ်ဖို့ရကသရဆိုတဲ့သရတရားရှိလို့ဒီလို့ပညာနဲ့သရနဲ့ပညာနဲ့ကိုလေဒါကြရုံမှရင်တို့ကကြီးညောင်တော့သရနဲ့ပညာကိုဖြစ်ဖြစ်ရှိတဲ့ရှိကိုနော်သရပညာဘာလို့ရမှာညီအောင်လုပ်လိုက်လို့ရှင်းရင်သရလွန်ပြန်တော့လေဓမ္မတို့သရလွန်တဲ့အခါကျလို့ရှိပြန်တော့ရှင်းဖြင့်တဲ့ဘယ်ဘက်ကိုသွားရတယ်ဆိုတာဓမ္မတို့ဆိုရတယ်တဏှာပဲပြီးသွားဘယ်အပြင်ညိုရတယ်ဒီညိုရတယ်ဆိုပြီးခင်းတဲ့ဘက်ပြီးဒိဋ္ဌပညာရဲ့ဆင်းရဲပြန်တော့လေကောက်ကျစ်တဲ့ဘက်ပြီးဘောကြဒါဖြင့်သရဏနဲ့ပညာကိုလည်းသရကလည်းယုံကြည်ကြည်ရရမယ်ဆိုတော့ယုံကြည်တာပညာကလည်းစိုက်ကနေဖြစ်ဖြစ်နဲ့ကြိုက်အောင်လုပ်ပါအဲ့တော့သရဏနဲ့ပညာညီပြန်လို့ရှိရင်လည်းတကယ်ကျော်မှရင်တို့ရရဒါဖြင့်ဝရိယနဲ့သမာဓိကိုလည်းညီညွတ်လို့ပါသရဏနဲ့ပညာကိုလည်းဘယ်လိုလုပ်ရမလဲတကယ်တည်းနေရာကျဖြစ်ဖြစ်ရှိတဲ့ရှိကုန်မှရင်ဒီလေးဇုံလို့ရဇုံလို့လိုက်တဲ့အခါကျလိုက်ရင်သရတဏှာဝင်ဖို့မရပညာမှန်တော့ကောက်ဖြစ်တယ်ကောက်ဖြစ်စင်နေတဲ့ဘောတရားဝင်ဖို့မရအဲ့ဒါကြောင့်သရပညာဝရိယသမာဓိကိုဖြင့်အိန္ဒြေအောင်လုပ်ရပါပဲ
အဲ့တော့ပါရမီပြည့်စုံပြီးသားမှာလည်းကြည့်ပြီးမဲ့ဆရာသမားကင်းပြန်လို့ရှိရင်လည်းတကယ်သိအချိန်နှောင်းသွားအားလုံးဓမ္မတွေဒီနေ့ပြောတဲ့စကားအလုသမားမှာတခါလေခရီးပေါက်ဖို့ပြောနေတယ်လို့မှတ်အလုသမားမှာအဲ့တော့ခရီးမှာတမ်းမှဖြစ်တတ်တာတွေတကယ်ကျွဲပေါ်ပြနိဗ္ဗာန်သွားတဲ့ခရီးမှာသူတို့မဖြောင်းလို့မဲ့ကလမ်းပေါ်မရောက်ဖဲနေပါဆိုလို့ပြောနေတယ်ဘောပါကြတတိကတော့ဖြင့်တဲ့ဒကာဓမ္မတို့သေချာမှတ်ပါတတိကတော့ဖြင့်သူကဘယ်တော့မှလွန်တယ်မရှိဘူးတတိကလိုတာသာရှိတယ်တခြားတော့တရားများခဲ့လို့လွန်တယ်လို့မရှိပါဘူးအဲ့တော့တတိတော့ဖြင့်ကြောဥမာရင်တို့ကမသိစီမလေးစီနဲ့ဆိုတော့စစ်ပြပေါ်တိုင်းတော်တိုင်းတတိထားမယ်သရဏနဲ့ပညာလည်းညီအောင်လုပ်မယ်ဝရိယနဲ့သမာဓိရောဒါဖြင့်ဒီနာဟုဆိုလို့ရှိရင်မဂ္ဂင်၅ပါးညီညွတ်သွားလို့ရှိရင်ကွာတဲ့မင်းတို့အိန္ဒြေညီတဲ့တွေ့တဲ့ဘယ်နည်းနဲ့မှမရမရှိပါဘူးဆိုတော့ဒကာကြီးသိအားရှိကြကောင်းပါကြွယ်ဒီသိကြီးရမှာသရဏနဲ့ပညာဘာလို့อ่ะဝရိယနဲ့သမာဓိတတိဘယ်မှမလေးရရှင်းတယ်အဲ့ဒီကဲတော့ဘုန်းကြီးတို့ဓမ္မတွေကငါပါရမီရှိလို့မဟုတ်ဘူးပါရမီကတော့ဆရာဘုန်းကြီးတရားဟောတာပြောခဲ့ပြီပြည့်ပြီးသားပုဂ္ဂိုလ်တွေဘယ်နဲ့ကြောင့်ဖြစ်တဲ့ဆုံးတဲ့နိဗ္ဗာန်ကြီးကိုငါမမြင်သေးပါလိမ့်မလို့သွေးလုံးထုတ်လို့ရှိရင်ဒီလေးခုတစ်ခုခုလွန်နေပါလိမ့်မယ်အဲ့ဒါမနဲ့ကျန်လာပြန်ကောက်လိုက်ဉာဏန္တာဒီတညာလုံးစိညာနဲ့အာထုတ်တော့ဥပါရင်ဝိရိယလုံးသမာဓိကနေတယ်ဒါနဲ့သူစိတ်ကမိုးကလည်းလင်းလာမယ်နေပြင်မိုးလင်းလို့ရှိရင်7 နာရီ 9 နာရီဆိုလို့ရှိရင်သင်္ကန်းနာရီဘွယ်ရဟန္တာတွေဘွယ်တဲ့လေဘွယ်ရမယ်ငါလည်းဘုမဖို့မဆိုင်သေးရဟန္တာအဖြစ်တော့မရောက်သေးသောတာပန်ကတော့ဘုံကဟောထားလို့တည်ပြီးပြီဘုရားကတော့ဗျာဒိတ်ထားခဲ့တာမင်းပြီးပြီးသားကြောင့်ရှိတယ်မငိုနဲ့မင်းငါးတွေ့ရပြီးပြီးသားကြောင့်ရှိတယ်ဆိုတာကသိချာမသိရဘူးလားဒီဓမ္မနဲ့ပြီးပြီးသားကြောင့်တွေကရှိလို့ဒီသာသနာကြီးနဲ့ဒီလိုကြာကောင်းသမားကောင်းနဲ့ဒီလိုကျုံလာတာတကယ်သိရဘာမှလိုလေသေးမရှိဘူးဘယ်ကအညိလေးမတည့်သေးလို့ကြာနေကြဘောကြဘာလည်းမတည့်ညှိနှိုင်းမှုလေးတစ်ခုလိုနေသေးလို့ငါဘာဖြစ်ပါလိမ့်မလို့ဆိုတာကိုယနေ့ပေါ်ပြောတာပဲငါဘာဖြစ်နေလဲဘာလိမ့်မလို့ရက်တည်ကြားလိုက်တာဘယ်နဲ့များဖြစ်နေပါလိမ့်မလို့တကယ်ပြောရသိဖြစ်ခြင်းပြတ်တတ်မညှိတတ်သေးလို့ဖြစ်ပါတယ်ရှင်းလားအခုညှိတတ်ပါဒါကိုကြားတော့ဥမာတယ်ဒီပေးရမပေးရင်တော့ပါမတော်ဘူးတဲ့ဥစ္စာအလုံးသမားမှာတခါတည်းဝိရိယလွန်နေတခါတည်းသမာဓိကလွန်နေပြန်တော့လေရက်တွေပုတ်ပြီးဒီကလာတခါကျွေးကမ်းမှဖြစ်ဟောပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေတရားဆိုတဲ့တရားပေါ်နဲ့ယုံကြည်မှုတရားရရမယ်ဒုက္ခတော့ဘဂဝတာရမောဘဂဝတာမြတ်ဆိုဒုက္ခတော့အကောင်းဟောထားတာဒီနိစ္စဒုက္ခအနတ္တဆိုသူများဟောတာမဟုတ်ဘူးဘုရားကကောင်းကောင်းဟောထားတာကောင်းကောင်းဟောထားတဲ့တရားမို့ဒုက္ခမကောင်းလို့လားဒီဟာအနိစ္စဒုက္ခအနတ္တလို့တာမရသေးတာဒုတစ်ခုလို့ဘုရားတော့ကောင်းစွာဟောထားတာအကောင်းဖြစ်ဖို့ဟောထားတာနိဗ္ဗာန်ရဖို့ဟောထားတာဒါကတည်းဒီကွာကဲဒါဖြင့်ဒကာဓမ္မတို့ဉာဏ်နာရီဝရိယလွန်နေတယ်ဆိုတာပေါ်ဉာဏ်နာဘာလွန်နေပါဝရိယလွန်နေတယ်ဆိုတာဘုန်းကြီးတို့ဒကာဓမ္မတွေမှတ်တာတော့ gain ဝရိယနားပါဦးမယ်ဆိုပြီးသူသင်ညာဘေးနားမှာရှိတဲ့အိယာညောင်လုံးလေးတစ်ခုရှိနော်ဒါဆိုတော့တတိကမလစ်ရတတိကမလစ်ဘူးဒီနေရာသင်ညာမှာခဏတော့ကြောလေးလဲလိုက်ဦးမယ်ဆိုပြီးကတော့သွားလိုက်တဲ့အခါမှာကြောဥမာတယ်နော်ဝ
ရိယနဲ့သမာဓိကညီထွက်ဗရဏပညာနဲ့ကညီထွက်အဲ့ဒီဝရိယကြောက်လိုက်တော့ညီပြီးထွက်သွားတော့သူကရင်ပေါ်မှာခြေထောက်နဲ့နေကြီးနဲ့လည်းလွတ်ခါလေးခေါင်းနဲ့ခေါင်းနဲ့လည်းမထိသေးဘူးအဲ့ဒီကြမှာရမ်းတာဖြစ်ကဲဒါကြတော့လည်းညီညွတ်ပြန်တော့လည်းခဏလေးကြီးလေသူကရင်ပေါ်တင်မာလေးဆွဲပြီးထိုင်လိုက်တော့ကိုခြေထောက်နဲ့နေကြီးနဲ့လည်းလွတ်ခါလေးခေါင်းနဲ့ခေါင်းနဲ့မထိသေးဘူးဒီကြမှာရမ်းတာဖြစ်တယ်ဆိုတော့အော်ညီညွတ်တော့လေခဏလေးပါဘုရားတက်ကစဉ်းစားကြည့်တာပေါ့ဒီကြားဆိုတာချိန်များတာခေါင်းနဲ့လက်အိတ်မယ်ဆိုပြီးခြေတော်လည်းမြေကြီးကတော့ခေါင်းစီမရောက်သေးဘူးမရောက်ခင်အာတော်ကုန်သွားတယ်လို့ဆိုတော့ရာကျွေညီညွတ်ပြန်တော့လေခဏလေးပဲဆိုတာဥမာလည်းမှတ်ရတယ်ဘယ်လိုမှတ်ကြညီညွတ်ပြန်တော့လေခဏလေးပဲဆိုတာဘုန်းကြီးတို့ဓမ္မတွေကမှတ်ထားတော့ဩဒါလေးကလည်းအရေးကြီးတဲ့အချက်ကလေးတစ်ခုပါလားဆိုတာဥမာလည်းမှတ်ရတယ်ဒါကြောင့်မှတ်တယ်ပဲဘုရားနာနာမှာတဏှာလုံးဟာဖြင့်မောလာဆိုင်ပြီးကြလားနိဗ္ဗာန်မျက်မှောက်ပြုတယ်ဘုရားဝရိယလေးလျှော့တဲ့ပြီးဒီကလာဒကာဓမ္မတို့ကဲခဏနားပါအောင်လေဝရိယနည်းနည်းလျှော့ပါအောင်လေဆိုပြီးလျှော့လိုက်တဲ့အချိန်မှာငကူကသမာဓိပညာတွေနဲ့သုံးညီးတာရှင်းမလားအဲ့ဒီကလည်းညီလိုက်တဲ့အချိန်ကျတော့ခြေတော်နဲ့နေကြီးနဲ့လည်းလွတ်ခါကောင်းနဲ့လည်းမသိခင်ရမ်းမှာရမ်းတာဖြစ်တယ်အာဘောတွေဝန်းနဲ့ကုန်းဆိုတော့ဓမ္မတို့ကျွယ်တို့တော်ထူးဆန်းတဲ့ပုဂ္ဂိုလ်အဲ့တော့ယနေ့သူ့ကိုရှင်းလင်းပြောရတော့ဖြင့်တဲ့ဘုန်းကြီးတို့အလုပ်သမားတွေတွက်ပါလေဩလုတ်တိုင်များတယ်အညိကလိုပါသေးလားဒီမင်းမှုပါဗျာဒါတွေလည်းသိရတော့ရှင်းမှန်တာတခါနမူနာထုတ်လိုက်ပြန်တော့လေဒီကသိကြိုက်တော့ဒီငကောကဘာလွန်နေတာဝရိယလွန်ပြီးဒီကလာနေတော့ဝရိယကိုင်းကနနားပါအောင်မယ်ဆိုတော့ဝရိယကြီးကနည်းနည်းရောက်တော့လည်းဖြစ်တဲ့ကတော့လက်မလို့ဖြစ်တဲ့ကတော့လက်မလို့ဘုရားကြွယ်ရလက်မလို့တော့တတိတို့သမတတိကလည်းအများအားရှိနေတော့ဖြစ်တဲ့လက်မလို့တော့ဝရိယလေးပဲသူလျှော့ပြီးကြလားခဏကြောခင်းပါဦးမယ်ဆိုတဲ့အသွားလေးသူစိတ်ကူးလေးပေါ်လိုက်တာတို့တော့ကမ္မထမ်းလေးရဒါတော့ခြေတော်နဲ့မြင်တဲ့လောကကောင်းနဲ့လည်းမထိခင်မှာယန္တာဖြစ်ဒါပေမဲ့ယန္တာဖြစ်တဲ့အထဲမှာဖြင့်ယန္တာတော်ဆန်းတဲ့ပုဂ္ဂိုလ်ပဲမဆိုရဘူးလားဒီလိုတိုင်ရဖြစ်တယ်ဆိုတော့ကြာလာပြီကြာတဲ့ခါကျတော့ရှင်မင်းကဘုညာရဲ့ရှင်အစဉ်တိုင်းပေါ်လာလေရတာဒီဘုံကြီးပေါ်တယ်သူကတော့ဒီလိုကိုမဟုတ်ခိုက်ဆန်းဆန်းဖြစ်နေတော့ဒီအောင်နဲ့မြင်နေတဲ့လောကကောင်းတယ်မလို့ဆိုတာလေကောင်းနဲ့လည်းမသိမိရမှရမ်းတာဖြစ်တယ်လို့ဆိုတဲ့ဖြင့်ဓမ္မတွေဒီကြအာရောကုန်ထားတာဒီခုနကညှိနှိုင်းမှုညီတဲ့အချိန်ဖြစ်တာပဲဘယ်လိုဆိုကြညှိနှိုင်းမှုညီတဲ့အချိန်မှာဖြင့်ရေရီဒုက္ခိစ္စပြီးသွားတယ်ဒါကြွေဒါဖြင့်ဒီရေးဟာလေကြီးတယ်ပေါ့ဗျာဒါကြောင့်ဒီနေ့တရားပေါ်မှာနာကြတဲ့ဓမ္မတွေဖြစ်ဖြစ်စီဝဒရာပညာမလွန်အောင်လုပ်ပါဝရိယသမာဓိဘယ်သူမှမလွန်မဲနဲ့ညီညွတ်အောင်လုပ်ပေးပါသတိကိုပဲကာလမှာမလုပ်ပါစေဟာဘုန်းကြီးကတပည့်တို့ထိန်းရမှာတွေအများကြီးအထောက်အမှာတွေအများကြီးလို့ဒီလိုမယူပါနဲ့သူကရှုလိုက်ကြတယ်ကွာဖြစ်ဖြစ်ငါးခုဆုံးနေတာဒါလေးရှုလိုက်ကြတယ်ကပါလေငါးခုကတခါလဲဖြစ်ဖြစ်ရှိတယ်ဆုံးနေတာပဲတဲ့ဘုရားလေတဲ့တခုခုလွန်နေပြန်တော့လေဖြစ်တဲ့တော့မြန်မာရဲ့ဝရိယကလွန်နေပြန်တော့လေအိန္ဒြေမမျှတယ်ကိုယ်ဓမ္မတို့မဲ့ငါးပါးက7ပါးဖြစ်လာဖို့အရေးရနှောင့်နှင်းရှင်း7ပါးဖြစ်မှလည်းနိဗ္ဗာန်တွေ့ရ
အဲ့ဒါနဲ့ဇုံဝင်များတော့လေသူကရှိရကောင်းမယ်ငါကနောက်ကလိုက်မယ်ဆိုတော့ဇုံတော့ဝင်များတော့လေရှင်းတော့ခွဲနေလို့ရှိရင်လည်းဒါသိရုပ်သက်တစ်ခုလုံးလို့ပဲဘာကြပန်းဆုပ်တယ်လို့ဒကာဓမ္မတွေဇုံဝင်တဲ့နွားကောင်နှကောင်ကလေးမှာပန်းလိုက်ကိုရောက်ပါမှဇုံရောက်ပါမှနေရကြအားလုံးဒကာဓမ္မတွေလုံကြီးနေပြီကလည်းရံပြနေမရဆိုသလိုပဲဒီရေးကလည်းလှုပ်ချိန်အလုတ်ခွင်မှာကိုယ့်ဟာကိုယ်ချိန်ချဖို့အရေးဟာကြီးပါလားဆိုတာဒကာကျွဲတို့ဥမာနေလို့ပေါ်လာရှင်းကြတယ်နော်။ကောင်းပြီကဗာများဟောနေပါလိမ့်မလို့ဆိုတော့အလုတ်သမားမှနားလေ။ဒီမှနားလား။အလုတ်သမားမဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ဘုန်းကြီးပြောနေတာဘာပါလိမ့်မလဲလို့ဒကာကျွဲပြောချင်တယ်ပြောကြ။သူမှနားမလဲတဲ့ကိုအဲ့တော့နားမလဲတဲ့ပုဂ္ဂိုလ်ကလည်းမှတ်တာထားကိုလို့တော့ဒီဟာကိုဒီမူလိုက်ရလိမ့်မယ်ဆိုတာမှတ်ထားဖို့ရှင်းပြီနော်။ခိုင်းဒါဖြင့်ဒကာဓမ္မတို့ပါရမီကဘယ်လိုစဉ်းစားရမလဲ။ကြည်ပြီးတာနှောင့်နှင်းနေတာဘာကြောင့်ပါလိမ့်မယ်။အိန္ဒြေမရှိတတ်သေး။ဘာကြပါရမီကပါတဲ့ဘယ်နဲ့ကြောင့်မဲ့ဖို့လို့ရတဲ့နဲ့အယောင်နှင်းနေပါလေနိဗ္ဗာန်မမြင်ပါလိမ့်မလဲလို့မေးရင်မနှဖြစ်အိန္ဒြေအညှိလုံနေသေးတဲ့သွားပြန်တော့ကျန်နန္ဒာမှာဒကာဓမ္မတို့ခဏလေးနဲ့ကိစ္စပြီတညာလုံးလုံးနေတာဟောတိကံဖြစ်ရခရမောခဏလေးတက်လိုက်တာကအကျိုးရှိကဲဒကာပြမကွာချဘူးဘောပါကြဒါရင်ခတ်တလေကြတော့ဘုရားရှင်ကိုရမကြီးကရှင်မောက္ကလညီညာသွားအထုတ်နေတဲ့အခါကိုရကြီးကရှင်မောက္ကလကသမာဓိလွန်ပြီးရှင်းနာမိတာနဲ့လာတဲ့အခါဉာဏ်နဲ့သွားပြောရချင်ဉာဏ်နဲ့သွားတယ်ရှင်းနာမိတာလွန်နေတယ်မဲ့ဉာဏ်နဲ့လို့ပေါင်းကိုပရိယတင်ပင်กว่าအမှန်ကသွားပြောပြီးနေကျိုးကြီးကားလို့ရှိတဲ့ကိုရကြီးကိုပြဘုရားကသွားညှိပေးရဒီလိုညှိတဲ့ဝတ္ထုသတ္တေသာရကတွေဒကာကျွပြည့်အဲ့ဒါကြောင့်အားလုံးဓမ္မတွေဒီနေ့ရေးဟာဖြင့်အလုသမားတို့မှာဖြင့်သတိထားရမယ်အချက်ကြီးပြောနေတာပဲဆိုတဲ့ဥစ္စာဒကာတဲ့ကောင်းပေါ်ပေါ်လေလားနောက်ကဒကာဓမ္မတွေကိုယ်ကဲတင်ခြင်းလို့ရှိရင်လေကိုယ်ကိုသနာကြလို့ရှိရင်လေဒီညှိလုံးလေးတွေနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်ကိုယ်ကိုသနာလို့ဘယ်လေးပါးထဲမှာဆွဲတင်လိုက်တာပဲဒုက္ခဝတ္တမှာဆွဲတင်လိုက်တာပဲဒုက္ခကသိငြိမ်းတဲ့စီလို့ပို့လိုက်တာပဲအဲဒါကြောင့်တခါကျွဲလုတ်ပြောင်လုတ်ပါဆိုရလဲတိုက်တွန်းရလုတ်ပြန်ညှိလိုက်ပါညှိတတ်ပါစေဆိုတာကိုလည်းတိုက်တွန်းရမှန်ရင်ကြည့်လားဒါဖြင့်ဒါကခြေပိုင်းမှာအလုတ်တင်နေတယ်ဆိုတာ